ဟုတ်ကဲ့ပါရှင်ခင်လေးရောင်းတဲ့အညာမောင်မစီမန်နန်းလုံးကြိုင်လိမ့်စီရှစ်မတက်ယိုအညာမြေချက်စေးပေါ့နော်ခင်လေးရောင်းတဲ့ပစ္စည်းတွေကိုဒီARV ဘက်ကကြိုက်လက်ကိုပို့ပေးလားဆိုပြီးတော့မှတ်ထားတာရယ်ပျော်ပွဲကိုပို့ပေးလားဆိုပြီးမှတ်ထားတာရယ်တာစီကိုပို့ပေးလားမှတ်ထားတာရယ်ပေါ့နော်အကိုတွေလည်းခင်လေးကပို့ပေးပါတယ်ပျော်ပွဲတာစီဆိုလို့ရှိရင်နေချင်းရကျင်တယ်ဆိုရင်ငွေချိုလဲပေးရတယ်ပေါ့နော်ဒီကဲလို့ဒလီနဲ့အပ်ပေးဆိုရင်တော့သူတို့ရက်တွေနဲ့ဆိုတော့3ရက်4ရက်လောက်ကြာတယ်တာစီဆိုလို့ရှိရင်တနင်္ဂနွေ1ရက်ပဲပို့တယ်ပျော်ပွဲတွေကြတော့1ရက်ချ2ရက်ချပေါ့နော်အဲ့လိုမျိုးလေးပို့တဲ့အတွက်မိထီလာနဲ့ပျော်ပွဲတာစီနီးတယ်ဆိုပေမဲ့ဒလီကသူ့ရဲ့ပါဆယ်တော့ပေါ့နော်ပို့မဲ့ရက်မှာပို့တာမလို့အဲ့လိုမျိုးရက်ကြာတာလေးတော့ရှိတယ်အဲ့ဒါတော့အိမ်အောင်ငွေချေနဲ့ရတယ်နော်ကိုကအမြန်းလိုချင်တယ်ဆိုလို့ရှိရင်ခင်လေးပေါ့နော်ခင်လေးကကားကိတ်တင်ပေးတယ်စိတ်ချရတယ်ရွှေပြားမင်းကားတို့ပေါ့နော်ထွန်းတောက်ကျဲကားတို့အဲ့လိုမျိုးလေးကားတွေနဲ့တင်ပေးပါတယ်နော်ဒီစိတ်ချရပါတယ်အခုနော်ခင်လေးရဲ့ဖုန်းနံပါတ်က Viber Telegram ပေါ့နော်ဒီ KB Week ခွင့်ရှင်က48ကိုဒီတစ်လုံးနဲ့လာကင်တယ်ဒါကြောင့်မလို့ငွေလဲမှားမှာလဲစိုးရိမ်စရာမလိုဘူးပေါ့နော်တခြားနိုင်ငံကမရဆိုရင်တခြားနိုင်ငံထိုင်းဘက်ကဖုံးဝင်လာတယ်ပေါ့နော်ထိုင်းဘက်ကအကိုဆိုလို့ရှိရင်လေညီမလေးတို့ဂါကိုရီနဲ့ချိတ်ပေးတယ်နော်ပေါ့နော်ငွေလေးတော့ကြိုလွှဲပေးရပါပေါ့နော်တခြားနိုင်ငံကငွေကြိုလွှဲပေးရတယ်ပေါ့နော်ခင်လေးဒီဖုန်းနံပါတ်တစ်လုံးနဲ့ကိုပဲလွှဲပေးရတာပါဒီတင်ထားတဲ့ဖုန်းနံပါတ်လေးပေါ့နော်အဲ့ကိုဆိုလို့ရှိရင်ပေါ့တော့Viber နံပါတ်ကို high ပေးဆိုတာကိုလေညီမလေးက Viber နံပါတ်ကိုရှာတယ်အကို Viber ကအကိုဆက်လာတဲ့ဖုန်းနံပါတ်က Viber ကမသုံးထားဘူးအဲ့ဒါကြောင့်ညီမလေး Telegram မှာတော့ high ပေးထားတယ် Telegram မှာတစ်ချက်လောက်ဝင်ကြည့်ပေးဦးပေါ့နော်အဲ့မှာစာပြန်ဖြေပေးပါအကိုကြီးနော်ကိုကဘာအတွက်သုံးချင်တာလဲအဓိကကြပါတယ်ရှင်းမတက်ယူဆိုလို့ရှိရင်ပန်းတီပန်းညိုသမားတွေတုံးလို့မြန်တာတွေပေါ့နော်တုံးလို့မြန်တာတွေအယုံကျော်အားနေတာတွေတုတ်ထွက်အားနေရာတွေတုတ်ကောင်ရင်အားနေတာတွေအဲ့လိုလေးစားပေးလို့ရတယ်အဓိကအမောခံနိုင်တာတွေအမောခံနိုင်ကျင်တာတွေစားပေးလို့ရတယ်မက်ဆီမန်ကကြတော့သူ့ထဲမှာပါဝင်တာကြတော့ပေါ့နော်ကြားမနိုင်ရှင်းမတက်ကိုအဓိကခေါ်ဆက်ထားမှုသူကဆေးခဲပြေကြီးရှည်ကိုပဲဦးစားပေးထားတယ်ထောင်ချတန်တက်ကအနှဲငယ်ရောအဝင်လောက်ပဲရမယ်တချို့ကြတော့ဆေးတွေပါပြီးတော့ဝယ်ပါဆိုလို့ပါရှင်ကျေးဇူးတင်ပါတယ်